ချိန်နေလဲပြီးလာပြီအခုကျွန်တော်နှုတ်ကပတ်တော်ကိုစာငတ်နေတဲ့ချိန်ဖြစ်တဲ့အတွက်နှုတ်ကပတ်တော်ဟောကြားဖို့ဆရာမရှန်ဝိနဲ့သူအသုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ဖိတ်ခေါ်တဲ့အနေနဲ့အားလုံးမတက်ရပြီးလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်ဟာလေလုယာကျွန်တော်ပြန်ထိုင်ရအောင်အာမင်နေ့ကျွန်မပစ္စည်းစုံနဲ့ရောက်လာတာဖြစ်တယ်ဆိုတော့ဒီနေ့ဝိညာဉ်တော်စကားပြောမယ်လို့ကျွန်မယုံကြည်တယ်ဟာလေလုယာထိုင်ခုံပေါ်မှာထားပေးလိုက်နော်ဆိုတော့ဝိညာဉ်တော်ဖခင်ကဒီနေ့လုံးဝကျွန်တော်တို့တယောက်ချင်းစဲပုံပါအလုံးလုံးမယ်လို့ကျွန်မယုံကြည်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်မဒီနှုတ်ကပတ်တော်ကျွန်မပြင်ဆင်တယ်ဘယ်လောက်ပြင်ဆင်လဲဆိုတော့မနေ့6နာရီထိပြင်ဆင်တယ်ဆိုတော့ကျွန်မအိတ်တာ6နာရီမှအိတ်တာဖြစ်တယ်နော်ပြင်ဆင်တယ်နှလုံးသားထဲမှာအဲ့ဒါအရန်ကိုတောက်လောင်နေတယ်ဒီနှုတ်ကပတ်တော်ကအရန်ကိုကျွန်မသေချာကိုပြင်ဆင်ထားတာအဲ့ဒါနဲ့ဘုရားကျောင်းရောက်ခါနီးလေးကျွန်မရဲ့တရားဟောချက်ကိုကျွန်မ PowerPoint နဲ့နော်ဒီမှာမီဒီယာအဖွဲ့တွေကိုပို့မယ်ဆိုပြီးတော့ဖုန်းကြည့်လိုက်တော့ SIM ကတေသွားတယ် SIM ကတေသွားတော့message လေးပို့လို့မရ email လေးပို့လို့မရဘလို့ဖြစ်တာလဲကျွန်မ PowerPoint နှိမ့်မှနေလို့လည်းမရဘူးဖုန်းကလုံးဝသုံးလို့မရတော့အဲ့ဒါနဲ့ကိုရောသမီး PowerPoint သမီးပြင်ထားတာတေးသေးချာချာပြင်ထားတာအဲ့ဒါနဲ့ဖခင်ဘာစကားပြောလဲဆိုတော့ဒီနေ့ပြင်ဆင်တဲ့ခုနအကိုတက်တေခံတဲ့အတိုင်းပဲကျွန်တော်ပြင်ဆင်တယ်အတကုံပြင်ဆင်တယ်ဒါပေမဲ့ဘုရားသခင်လှုပ်သွားတဲ့ပုံစံတစ်မျိုးဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ဝိညာဉ်ဖော်ပြတဲ့အတိုင်းပဲကျွန်တော်တို့လုံးဝဝိညာဉ်တော်ကတယောက်ချင်းစီတိုင်းကိုစကားပြောမှာဖြစ်တယ်ဒီနေ့ကျွန်မပြင်ဆင်ထားတဲ့အကုန်ကျွန်မထားလိုက်ပြီဖြစ်တယ်အာမင်ကျွန်တော်တို့ဘုရားသခင်ရဲ့အတန်ကိုနားထောင်ရအောင်ဒီနေ့ကျွန်မရဲ့အသက်တာထဲမှာဘုရားဘာပြောမလဲဒီမှာလာတဲ့သူတွေအားလုံးပုံမှာဘာပြောမလဲကျွန်တော်တို့နားထောင်ရအောင်ဟာလေလုယာခဏမျက်စိမိတ်ပြီးတော့ကျွန်တော်ဆုတောင်းစကားနိုင်ရအောင်ဟာလေလုယာတန်ရှင်သောဝိညာဉ်တော်ဘုရားဤရမှာကိုရောကိုဖိတ်ခေါ်တယ်ဤရမှာကိုရောကိုနေရာပေးတယ်ကိုရောကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိဝိညာဉ်နားတွေကိုဖွင့်ပေးတော်မူပါကိုရောသမီးရဲ့နှုတ်ရှာစကိုအသုံးပြုပေးပါသမီးရဲ့ခေါင်းဝန်းနဲ့ခြေဖျားထိတိုင်အောင်ကိုရောလက်တော်ထဲမှာအပ်ပါကိုရောအတွက်တစားပလာဖြစ်စေတော်မူလက်ကိုရောလွတ်လပ်စွာအသုံးပြုတော်မူရဲ့အမှုပြုပါမိကြောင်းစကားပြောပါမိကြောင်းဂေရမရှင်ရဲ့ရှုနာမကိုမိပြီးဆုတောင်းစကပ်အနံ့ကြပါရဖဖျားသခင်အာမင်ဟာလေလုယာဆိုကျွန်မ volunteer တယောက်လိုချင်တယ်ယေရှုပြုကျွန်မတကယ်အားတောင်းနေပေါ့နော်မျိုးသားတယောက်ခဏလောက်လာပေးပါကျွန်မကိုရေမပေးဖို့ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်မဝင်ကားမယ်နှုတ်ကပတ်တော်ကဘာလဲဆိုလို့ရှင်ကျွန်မတို့ရဲ့အသက်တာထဲမှာဘာလို့ခွတ်တော်လိုအပ်တာလဲအာမင်ဘာလို့တန်ရှင်တော်ဝိညာဉ်လိုအပ်တာလဲအခုဒီကောင်းစင်ပြောလိုက်တာနဲ့မတိတဲ့သူတယောက်မှရှိမှာမဟုတ်ဟာငါတိသွားပြီနော်ဒီကောင်းစင်ကြားလိုက်တာနဲ့ငါတိသွားပြီနော်ဆိုတော့ဒါပေမဲ့တိပေမဲ့ကျွန်မတို့ကဘာလဲဆိုတော့မေ့တတ်တယ်ဟုတ်တော့မလားတိတယ်ဒါပေမဲ့မေ့တတ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ထဲမှာကျွန်မတို့ဘာပြောမလဲဆိုလို့ရှင်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးသောသူရဲ့အသက်တာကဘယ်လိုမျိုးလဲဆိုလို့ရှင်နော်ဆိုတော့ဒီခွက်ကကျမတို့ရဲ့အသက်တာဖြစ်တယ်နော်ဆိုတော့ဒီခွက်ကကျမတို့ရဲ့အသက်တာဖြစ်တယ်အရင်ကတော့ညစ်ပတ်နေတဲ့ဘာလဲဘွတ်ထနေတဲ့ဟုတ်တယ်မလားလုံးဝကိုတောက်ချင်စရာမကောင်းဘူးအရာကိုယွန်စရာကောင်းတယ်ပုတ်စော်နေနေတဲ့အသက်တာကိုကျမတို့ခရစ်တော်ရပြီးတဲ့အခါမှာကျမတို့ကအိမ်မတန်မှတန့်နဲ့ဟာလေလုယာရေခွက်ဖြစ်လာတယ်အာမင်ကျမတို့တန့်နဲ့ရေခွက်ဖြစ်လာတယ်လူတွေကတောက်ချင်စရာကောင်းတဲ့ရေဖြစ်လာတယ်ကြည်လင်ပြီးတော့တောက်တဲ့ခါမှာအမောပြေတယ်ဆိုတော့ကျွန်မခရစ်ယာန်သက်တာဒီလိုမျိုးဖြစ်တယ်ဒါပေမဲ့တခုကျွန်မပြောချင်တယ်ကျွန်မလောကထဲမှာဘုရားသခင်ကလေကယ်တင်ခြင်းရပြီးတာနဲ့ဘုံတိုင်းကြီးကျွန်မတို့ကောင်းကင်ခေါ်သွားလားမခေါ်သွားဘူးဖြစ်တယ်နော်အဲ့ဒါကျွန်မသတိထားဖို့လိုတယ်ဆိုကျွန်မလောကမှာနေတဲ့ခါမှာဒီလိုလေးဖြစ်တယ်ကယ်တင်ခြင်းဆက်စရခြင်းအရာဖာရတာကယ်တင်ဆက်စရခြင်းကျွန်မအရာတောက်လောင်နေအရာကိုဘုရားနဲ့အနီးဆုံးလို့ခံစားတယ်မဟုတ်ဘူးလားဘုရားရဲ့အနာမှာပဲအနီးဆုံးလို့ခံစားတယ်ဒီလိုအသက်တာဖြစ်တယ်အဲ့ဒါနဲ့တွေ့ဆိုင်ဗျာthank you အဲ့ဒါနဲ့ကျမတို့ကဘာဖြစ်လာတယ်လဲဆိုလို့ရှင်ကျမတို့ရဲ့အသက်တာက
တဖြည်းဖြည်းနဲ့နော်တရက်ကဲတင်ချင်းရပြီးတာတရက်ကြာသွားပြီးမနေ့ပြန်ကြတော့အိမ်ကနေပြီးတော့ကျမတို့ရဲ့ဘလို့မိသားစုပြဿနာလေးတွေဝင်လာတယ်ဟုတ်လားဟိုမြတ်သားလေးဝင်လာတော့တယောက်နဲ့တယောက်စကားများရံဖြစ်ကြတာတယောက်နဲ့တယောက်ဆဲကြပါလေရောဆဲပါလေရောနော်ဆဲလိုက်ခွက်ထဲမှာဒီလိုဖြစ်နော်ဆိုတော့ခွက်ထဲမှာအဲ့လိုမျိုးကျမတို့ဘာဖြစ်လဲဆိုရင်ဇာတိတွေနော်အပြစ်တွေမလုံးပြန်မလုံးမေးဘူးလားပြန်လုံးမိတယ်ဟုတ်တယ်မလားပြန်လိမ့်တယ်ပြန်ဆဲတယ်ဟုတ်တယ်နော်ကျွန်တော်ပြန်ပြီးတော့ဘာလုပ်တလဲဆိုလို့ရှိရင်ပြန်ခိုးတယ်ပြင်ပါလဲပြန်ပြီးတော့အမြင်ကတ်တယ်နော်ဆိုတော့ဇာတိတွေဝင်လာတယ်ဒါပေမဲ့ကျွန်မတခုပြောပြမယ်ကျွန်တော်ကယ်တင်ခြင်းရပြီးပြီယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးပြီဆိုရင်ဒါတတ်စာဖြစ်တယ်ကျွန်မတို့ဟာငရဲနဲ့လုံးဝမသက်ဆိုင်တော့ဘူးဖြစ်တယ်ဟာလေလုယာကျမတို့ကထာဝရအသက်ကိုရတော့သူဖြစ်တယ်အဲ့ဒါကိုလုံးဝယုံကြည်ဖို့လိုတယ်လုံးဝအဲ့ဒါကိုသိထားဖို့လိုတယ်ကျမကယ်တင်ခြင်းရပြီးတာနဲ့ငါပြန်လိန်လို့ငရဲပြန်သွားမယ်ဆိုတာလုံးဝစိတ်ထဲမှာမရှိပါနဲ့ဒါစာရမဏေကထည့်တဲ့အတွေ့ဖြစ်တယ်ဆိုတော့ကျမကယ်တင်ခြင်းရပြီးပြီဆိုရင်ဒါကတတ်စာဒီတခင်ယေရှုခရစ်တော်ကကျမတို့ကိုလေလာပြီးတော့လာကစားတဲ့ဖခင်မဟုတ်ဘူးအခုပဲကယ်တင်ခြင်းပေးပြီးတော့အပြစ်ပြန်လုပ်တဲ့ခါမှာပြန်တောင်းတဲ့ဖခင်မဟုတ်ဘူးအာမင်ကျမတို့ကိုတတ်စာကယ်တင်ခြင်းပေးတယ်ဆိုတော့ဒါမဲ့ကျမတို့ပြန်ပြီးတော့အပြစ်လုပ်တယ်ပြန်ပြီးအပြစ်လုပ်တယ်ငရဲတော့မတွားဘူးငရဲတော့ကျမတို့နဲ့မသက်ဆိုင်တော့ဒါမဲ့ကျမတို့ဘာအသက်တာထဲမှာဘာဖြစ်လာလဲဆိုအထဲမှာဇာတိတွေကျမတို့ပြန်ပြီးတော့ထဲလာတဲ့ခါမှာဘာဖြစ်လဲကျမတို့အသက်တာထဲမှာကောင်းကြီးဘုရားသခင်ထဲ့ပေးခြင်းတဲ့အရာအတွက်နေရာမရှိတော့ဘုရားကထဲ့ပေးခြင်းတဲ့ဝိညာဉ်ရ level အတွက်နေရာမကျန်တော့ဖြစ်တယ်ဘုရားသခင်ကျွန်တော်အသက်တာထဲမှာထားပေးခြင်းနဲ့ဝိညာဉ်စုကျေးဇူးတွေအတွက်နေရာမကျန်တော့ဘူးဖြစ်တယ်။ဝိညာဉ်အသီးတွေအတွက်နေရာမကျန်တော့ဘူးဖြစ်တယ်။ဒါကြောင့်ယုံကြည်သူတွေအသက်တာထဲမှာလေကျွန်တော်သိချာကြည့်မယ်ဆိုရင်ကျွန်တော်ကိုစမ်းစစ်တဲ့အခါမှာငါကယ်တင်ခြင်းရတာဘယ်နှစ်ကြာပြီးပြီလဲလို့စမ်းစစ်ကြည့်ရ။စမ်းစစ်ပြီးတဲ့အခါမှာငါကယ်တင်ခြင်းရတာ10နှစ်ကြာပြီးပြီဟုတ်ပြီ။ဝိညာဉ်စုကျေးဇူးဘယ်နှခုဘုရားသခင်ငါ့ကိုထည့်ပေးပြီလဲကိုစမ်းစစ်ရအောင်။အာမင်။အဲ့ဒီဝိညာဉ်စုကျေးဇူးတွေဘာလို့အထဲမှာဖယားသခင်ကကစီးနေတဲ့ဖယားမဟုတ်ဖြစ်တယ်ကျမတို့ကိုစုကျေးဇူးတွေအများကြီးပေးခြင်းနဲ့ဖယားဟာလေလုယာ healing တွေပေးခြင်းနဲ့ကျမတို့လူတွေကိုလက်တင်ဆုတောင်းပေးတဲ့အခါမှာကျမတို့ရဲ့လက်ကိုချားမစေတဲ့လက်ဖြစ်စေခြင်းနဲ့ဖယားဖြစ်တယ်ကျမတို့လူတွေကိုတရားဟောတဲ့အခါမှာနှဆိုးတွေထွက်တဲ့တကိုးပါတဲ့နှုတ်ရှာပါးစပ်တွေဖြစ်စေခြင်းနဲ့ဟာလေလုယာဘုရားကကျမတို့အရာအသုံးပြုခြင်းနဲ့ဒါပေမဲ့ကျမတို့ယုံကြည်သူရဲ့အသက်တာထဲမှာပါလဲဆိုဒီလိုမျိုးနေ့တာအသက်ရှင်တဲ့ခါမှာကျမတို့ရဲ့ဇာတိလေးတွေကိုကျမတို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့စောင်းနေပြန်ဝင်ခိုင်းတဲ့ခါမှာဘုရားသခင်အတွက်နေရမရှိတော့ဘူးဖြစ်တယ်ထာဝရအတွက်တော့ကျမတို့ကယ်တင်ခြင်းရပေမဲ့လောကမှာတော့ကျမတို့ကဆုံးရှုံးသောယုံကြည်သူတွေဖြစ်လာတာဖြစ်တယ်ဒီနေ့ကျမတို့ယုံကြည်သူရဲ့အသက်တာထဲမှာငါလောကမှာနေတဲ့အခါမှာလဲဆုံးရှုံးတော်သူမဖြစ်ချင်ဘူးဟာလေလုယာဝိညာဉ်ကဆုံးရှုံးတဲ့သူမဖြစ်ချင်ဘူးအာမင်ဝိညာဉ်ကဘုရားသခင်ပေးအောင်မဲ့ level ကိုငါလုံးဝလက်လွတ်ဆုံးရှုံးခံရတဲ့သူမဖြစ်ချင်ဘူးဆိုကျမတို့လုံးဝစက္ကန့်အနံဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာဆိုတော့နှုတ်ကပတ်တော်ထဲမှာကျမတို့ကြည့်တဲ့အခါမှာပထမနှုတ်ကပတ်တော်ကိုကျမတို့ဖတ်ရအောင်ကျမတို့ PowerPoint ခဏလေးပြပေးလို့ရမလားဟုတ်ပြီတီတူဩဝါဒစာခန်းကြီး3အပိုင်းငယ်9-6ကိုတို့ကဖတ်ရအောင်1 2 3ငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ပဲမိမိတနာခြင်းဂယုဏတော်နှင့်အညီဒုတိယမွေးခြင်းနှင့်ဆိုင်သောစေကြောအသစ်ပြုပြင်ခြင်းအားဖြင့်ငါတို့ကိုကယ်တင်တော်မူ၏ဆိုကျမတို့ကယ်တင်ခြင်းရတာဟာကျမတို့ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘူးဆိုတာကျမ်းစာထဲမှာဖော်ပြတယ်နောက်ကအပိုင်းငယ်6ကိုဖတ်ရအောင်ငါတို့ကိုကယ်တင်သောအရှင်ယေရှုခရစ်အားဖြင့်ငါတို့အပေါ်သို့ထိုဝိညာဉ်တော်ကိုခြေဝါစွာသွန်းလောင်းတော်မူ၏ကျမတို့ကယ်တင်ခြင်းရပြီးတာနဲ့ကျမတို့အသက်တာထဲမှာဘာလိုအပ်သေးလဲဆိုရင်ဝိညာဉ်တော်ဖခင်ရဲ့သွန်းလောင်းခြင်းရှိသေးတာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီအပိုင်းကိုကျမတို့သွားရအောင်ခုနကယ်တင်ခြင်းရတဲ့အပိုင်းကျမတို့ကယ်တင်ခြင်းရပြီးတဲ့အခါမှာအသက်တာထဲမှာကျမတို့ဇာတိတွေပြန်ဝင်လာတယ်ပြန်ပြီးတော့အဖြစ်တွေလှုပ်လာတယ်နော်အနာကြီးမှုတွေဝင်လာတယ်မဟုတ်ဘူးလားခါတိမှုတွေဝင်လာတယ်ကျမတို့အသက်တာထဲမှာဘာလဲဆိုတော့ထင်လွဲခံရတာတွေဂျုံတဲ့အခါမှာစိတ်တွေနာကြည့်လာတယ်ဒဏ်ရာတွေနဲ့ပြေးလာတယ်ဖျားနဲ့ဝေးလာတယ်နော်အမျိုးဖြစ်လာတယ်အဲ့ဒါကိုကျမတို့ကဘာလုပ်လဲဆိုရင်ကိုကလည်း
အသက်တာထဲမှာကယ်တင်ခြင်းရပြီးပြီဆိုတော့ဒီဇာတိတွေဝင်လာရင်မခံနိုင်ဘူးဖြစ်တယ်ကျွန်မခွန်အားပေးခြင်းနဲ့မိတ်ဆွေဟာဖယားသားအစစ်မှန်ဖြစ်တယ်ဆိုရင်အပြစ်လောက်လာတယ်ဆိုရင်မိတ်ဆွေရဲ့အသက်တာကမိတ်ဆွေဝိညာဉ်ကတိတယ်မခံနိုင်ဘူးဖြစ်တယ်အဲ့ဒါနဲ့ကျွန်မတို့ကဘာလုပ်လဲဆိုတော့ဒီကျွန်မတို့ရဲ့အသက်တာထဲမှာရှိတဲ့အရာလေးတွေကိုမရမကပြန်ကြိုးစားတယ်ကဲတင်ချင်းတော့ကတော့ကိုကြိုးစားပြီးမရမှန်းသိလို့ယေရှုလက်ခံပြီးပါပြီဟုတ်တယ်မလားအသက်တာထဲမှာပြန်ပြီးတော့ခရစ်ယာန်အသက်တာအသက်ရှင်တဲ့အခါမှာလည်းပြန်ကြိုးစားပြန်ရောကျွန်မတို့ကငါပြန်ပြီးမလိမ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကျွန်မတို့ပါလဲထုတ်ပလိုက်တယ်ကိုခွန်အားနဲ့ငါလူတွေကိုအမြင်မကတ်အောင်ငါကြိုးစားမယ်ဆိုပြီးခွက်နော်ဇွန်းလေးနဲ့ထုတ်တယ်ကဲထုတ်ကြည့်လိုက်ပါဦးဒီခွက်ကပြောင်းနိုင်မယ်ထင်လားဒီအရေးကကြီးလာမယ်ထင်လားကြီးလာမှာမဟုတ်ဖြစ်တယ်ကျွန်မပြောချင်တယ်မိတ်ဆွေကျွန်မတို့ရဲ့ခွန်အားနဲ့လေဘယ်တော့မှဇာတိကိုကျွန်မတို့ထုတ်လို့မရဘူးဆိုတာတသက်လုံးသိဖို့အရင်အရေးကြီးတယ်အာမင်ကျွန်တော်ကတည်းကမရခင်မှာလေကျွန်တော်ရဲ့ဇာတိကိုကျွန်တော်ရဲ့ခွန်အားနဲ့ကိုမကယ်နိုင်မှန်းသိလို့ယေရှုလာခဲ့တာဟုတ်တယ်မလားဒါကြောင့်ကျွန်တော်ယေရှုကိုယုံကြည်လက်ခံခဲ့တာခရစ်ယာန်အသက်တာထဲမှာလေကျွန်တော်အဲ့ဒါပြန်မေ့တတ်တယ်နော်ကျွန်တော်ကပြန်ပြီးတော့ကြိုးစားတယ်ကျွန်တော်ကကြိုးစားတဲ့နေရာပြန်ရောက်သွားပြန်ရောအသက်တာထဲမှာခရစ်ယာန်အသက်တာထဲမှာလေပြန်ပြီးငါလူတွေနဲ့တင့်အောင်နေမယ်ဟုတ်တယ်မလားငါပြန်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကောင်းအောင်ပြန်နေမယ်ဖျားသားလို့ဖြစ်အောင်နေမယ်ဆိုပြီးပြန်ပြီးတော့တကုံကိုရဲ့အကျင့်အပေါ်မှာပြန်မှုတည်တယ်ဒီနေ့ဖျားခင်ကဘာဖွင့်ပြတယ်လဲဆိုရင်ဒီလိုမျိုးမိတ်ဆွေရဲ့ခွန်အားနဲ့ပြန်ပြီးခရစ်ယာန်အသက်တာထဲမှာလေစူးစမ်းတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့အသက်တာဟာလုံးဝပြောင်းရှင်းတဲ့အသက်တာရောက်ဖို့အရန်ကိုပြန်ခတ်လိုက်မယ်ခရစ်ယာန်အသက်တာဒါခရစ်ယာန်အသက်တာကိုပြောတာနော်အဲ့ခရစ်ယာန်အသက်တာမှာလေကျွန်တော်ခွန်အားနဲ့ကျွန်တော်တို့ရဲ့ပြန်ပြီးတော့ကိုယ့်ရဲ့ဇာတိတွေကိုတွန်းလှန်လို့မရဘူးအဲ့ဒါကိုကျမတို့ကဘာလိုအပ်တယ်လဲဆိုလို့ရှိရင်အခုဒီမှာကျမပြမယ်နော်ဒီချင်းတော့တော့ဆက်တယ်တယောက်ကျမမိုက်ကင်ပေးလို့ရမလားကျမဒီနေ့တရားဟောဒါဖြစ်အဆုံးသတ်မှာဖြစ်တယ်ဆိုတော့တေချာနားထောင်စီခြင်းနဲ့ကျမရဲ့အသက်တာထဲမှာဒီလိုမျိုးခရစ်ယာန်အသက်တာဇာတိနဲ့ပြည့်နေတဲ့ပြန်ပြည့်နေတဲ့နော်ဖယားသားအပြစ်လုပ်တဲ့ဖယားသားဖြစ်တယ်ဒါကအာမင်ဖယားသားအပြစ်လုပ်တဲ့ဖယားသားသူကဖယားသားရာထူးတော့မပြောက်သွားပါဘူးဒါပေမဲ့သူ့ရဲ့တက်တာထဲမှာဘာလဲဆိုတော့ဘွက်တွေနဲ့ပြန်ပြည့်နေတယ်အဲ့ဒီဘွက်တွေနဲ့ပြန်ပြည့်နေတဲ့အရာနီလန်းတစ်ခုပဲရှိတယ်ပြန်ရှင်းနိုင်အောင်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင်တော့ဆက်တယ်ဟိုင်ဆိုကျမတို့အပေါ်ကနေပြီးရေလောင်းချဆိုတော့ကြည့်လိုက်ပါမိတ်ဆွေဒီခွက်ကိုကြည့်လိုက်ပါအပေါ်ကနေရေလောင်းချတဲ့အခါမှာဘာဖြစ်လာတယ်လဲဆိုရင်ရေကသူ့ဟာသူအလိုလိုချီလာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အာမင်ကျွန်တော်အသက်တာထဲမှာပြန်ပြီးတော့ခရစ်ယာန်အသက်တာအသက်ရှင်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်နဲ့နေတိုင်းတွာလာဖို့လိုအပ်တယ်ဆိုတာဒီအရာကိုပြောတာဖြစ်တယ်ဟာလေလုယာမိတ်ဆွေစူးစမ်းပြီးတော့ခရစ်ယာန်အသက်တာထဲမှာလဲနော်မလိမ်ပြန်ပြီးတော့ဟာငါရဲ့တတထဲမှာတန်ရှင်းအောင်ငါနေမယ်ငါပြန်ပြီးတော့မလိမ်အောင်ကြိုးစားမယ်ငါပြန်ပြီးတော့ဖျားသားဖြစ်အောင်ကြိုးစားမယ်လို့မိတ်ဆွေကြိုးစားနေမယ်အစားဝိညာဉ်တော်ဖျားရဲ့မျက်မှောက်တော်ရှိတဲ့နေရာမှာအမြဲနေဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဘယ်နေရာမှာဝိညာဉ်တော်လှုပ်ရှားလဲအာမင်ကျွန်တော်ထိုဝိညာဉ်တော်ရဲ့တွန်းလောက်ခြင်းအောက်မှာအပေါ်ကနေတွန်းလောက်ခြင်းအောက်မှာအမြဲနေတဲ့အခါမှာကိုကြိုးစားစရာမလိုဘဲနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာထိုဖျားသခင်ရဲ့ပေးခြင်းတဲ့ gift တွေဖျားပေးခြင်းတဲ့ကျမတို့ရဲ့ဝိညာဉ်စုကျေးဇူးတွေဟာပြန်လဲပြီးတော့ရောက်လာမှဖြစ်တယ်ဟာလေလုယာဆိုတော့ဒီအရာကိုကျမပြန်ပြီးတော့ဒီဆရာတယောက်ခွန်အားပေးတဲ့အခါမှာကျမဘာခွန်အားရတယ်လဲဆိုရင်ကျမမေရီလာမှာရှိတော့လူငယ်တယောက်ကမေးတယ်မေရီလာမှာရှိတော့လူငယ်တယောက်ကဘာပြောလဲဆိုလို့ရှိရင်ဆရာမတဲ့ကျွန်တော်ကယ်တင်ခြင်းရပြီးပြီတဲ့ဒါပေမဲ့ယုံကြည်သူတွေရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာတဲ့နော်ကျွန်တော်ပြန်ပြီးတော့ယုံကြည်သူမဖြစ်ချင်ဘူးတဲ့အဲ့လိုတောင်ပြန်ပြောတယ်နော်အဲ့လိုပြောတဲ့အခါမှာကျွန်မအရာကိုစိတ်ထဲမှာလေဘယ်လိုပြောမလဲဆိုအရာခံစားရတာဖြစ်တယ်ဆိုတော့ဟာဘယ်လိုဖြစ်တာလဲနော်ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုမဟုတ်ဘူးဆရာမတဲ့အိမ်တော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာတွေဆိုရင်เนาะကျွန်တော်တို့အရန်အကျင့်ကောင်းတယ်တဲ့ကျွန်တော်တို့အကျင့်ကောင်းတယ်လုံးဝဘယ်လိုပြောမလဲဆိုတော့ဒီကြီးသူကိုယိုသေးလေးစားတယ်เนาะဒါပေမဲ့ကျွန်တော်ရဲ့เนาะပေါင်းတဲ့
သူတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတဲ့တရားမှကျွန်တော်အားမရဘူးတဲ့ဆိုတော့ကျွန်တော်ခရစ်တော်ကိုကိုယုံကြည်လက်ခံမယ်တဲ့ဒါပေမဲ့ကျွန်တော်ကတော့သူတို့လိုတော့မဖြစ်ချင်ဘူးလို့သူတို့ပြောလာတာဖြစ်တယ်ဒီနေ့ကျွန်မဘာအသက်တာထဲမှာဘာခံစားသူ့ဘာခွန်အားပေးတယ်လဲဆိုလို့ရှင်ကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာထဲမှာလဲခရစ်ယာန်အသက်တာထဲမှာလဲကျွန်မတို့ဟာအပြစ်လုံနေသေးပေမဲ့လဲငရဲသွားစရာမလိုဘူးဒါပေမဲ့ကျွန်တော်လောကမှာဘလောက်တောင်မှကောင်းကြီးဆုံးရှုံးတယ်လဲဘလောက်တောင်ကျွန်မတို့ဖရာသခင်ရဲ့တွန်းလောင်းခြင်းကိုဆုံးရှုံးတယ်လဲအဲ့ဒီအရာပေါ်မှာကိုကသွားပြီးဟိုလူကဖယားနဲ့မားတယ်ဟိုလူကမားတယ်ဆိုပြီးတော့ကျွန်တော်သွားပြီးတော့လူတွေကိုအပြစ်တင်မဲ့စားငါဖယားနဲ့ဘလို့နီးစပ်မလဲဆိုတာငါဖယားနဲ့ပုံမပြီးတော့ဖယားရဲ့အနားမှာဘလို့နေရင်ဖယားရဲ့အတန်ချားမလဲဆက်ကပ်ပါဟာလေလုယာအာမင်ကျွန်တော်တခါလေကြာလူတွေကိုကြည့်ပြီးတော့အယံခွန်အာယူတတ်တယ်လူတွေကိုကြည့်ပြီးတော့ကျွန်တော်အယံစိတ်တကြတတ်တယ်လူတွေကိုကြည့်ပြီးတော့ကျွန်တော်အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်တတ်တယ်ဒီနေ့ကျွန်မခွန်အားပေးခြင်းနဲ့ကျွန်တော်အသက်တာထဲမှာလူတွေကိုကြည့်ပြီးတော့ခွန်အားယူမယ်ခွန်အားနေမယ်တက်လိုက်ချမယ်လုံမယ်အစားငါဖယားနဲ့သူများတွေမနီးလဲငါနီးရမယ်ဟာလေလုယာငါဖယားနဲ့လူတွေဝေးနေလဲငါဖယားနဲ့နီးရမယ်ငါဖယားအတန်ချရမယ်ငါဖယားရဲ့ရှူပါယုံကိုရရမယ်ခုနကရေခွက်ထဲမှာကျွန်တော်တို့ဒီအမိုက်တွေပြန်လဲပြီးအပြင်ထုတ်နိုင်ဖို့အတွက်ကိုယ်တိုင်စူးစမ်းပြီးတော့ဇွန်းလေးနဲ့ခိုင်ရင်နော်တော်ကိုချိန်ချပြီးတော့ပြောင်းမှာမဟုတ်ဒါပေမဲ့အပေါ်ကနေတန်ရှင်းသောဝိညာဉ်တော်ရဲ့တွန်းလောင်းခြင်းရောက်လာတဲ့အခါမှာအထဲမှာရှိတဲ့အနေတွေအကုန်လုံးကအပေါ်တက်လာပြီးဘေးကိုကျလာတာဖြစ်တယ်အာမင်ဒါကြောင့်မို့ငါဝိညာဉ်တော်ဖယားနဲ့ဘလို့ရှင်းပြီးကြောင်းဝင်မလဲဆိုတာကိုစိတ်ဝင်စားတော်သူတွေဖေဖို့ဖယားကောင်းချီးပေးပါစေဟာလေလုယာဆိုတော့ကျွန်မဒီအပတ်တွင်းမှာလဲနော်ကျွန်မအသက်တာထဲမှာလုံးဝကြီးစွာသောစုံစမ်းခြင်းတစ်ခုရောက်လာတယ်အင်မတန်မှကျွန်မရဲ့ဒီစိတ်နာစရာတစ်ခုရောက်လာတယ်အရာကိုကျွန်မစိတ်နာတယ်နော်အသိစိတ်တော့မပြောတော့အရာစိတ်နာတယ်ခေါင်းလဲကြိုက်တယ်အဲ့ဒါစဉ်းစားရဒါပေမဲ့ကျွန်မအလုပ်လုပ်တဲ့ခါမှာမေရီနဲ့တူတူအလုပ်လုပ်တာဖြစ်တယ်မေရီဂျင်းနဲ့နော်အလုပ်လုပ်တယ်ဒါပေမဲ့ तू တွေ့မှာပါ तू ကကျွန်မစိတ်နာတာကို तू သိခဲ့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှင်ဒီနှုတ်ကပတ်တော်အားဖြင့်ဖယားသခင်ကကျွန်မရဲ့အသက်တာထဲမှာဘလို့ခွန်အားပေးလဲဆိုငါတို့ဘလောက်စိတ်နာစရာအပြင်ကနေအမိုက်တွေလာပင်မဲ့လဲဟာလေလုယာဟာလေလုယာငါဘယ်တော့မှစာရန်ကိုအရှုံးမပေးဘူးအာမင်ငါဘယ်တော့မှဒီစိတ်နာခြင်းကိုငါဘဝကိုအုပ်ဆိုးခြင်းမပေးဘူးဟာလေလုယာဒီတည်င်းဆိုးခြင်းတွေကဒီတည်င်းဆိုးတွေဒီမဟုတ်တာအဲ့ဘေးကနေလာတဲ့အရာမှန်သမျှတွေငါကိုဘယ်တော့မှအနိုင်မယူနိုင်ဘူးလို့ဆုံးဖြတ်ချက်ချတဲ့နေ့ဟာကျမတို့အောင်မြင်တဲ့နေ့ဖြစ်တယ်ဟာလေလုယာဆိုတော့ကျမလုံးဝဖယားခင်စီမှာဆက်ကတဲ့ကိုတော့တမီးအလုံးသွားမယ်မနေ့ကတမီးရဲ့အတ္တထဲမှာရောက်လာတဲ့ဒီနာကြည့်ခြင်းကိုတမီးအလုပ်ကိုမတည်သွားဘူးဆုံးဖြတ်ချက်ချတယ်ဟာလေလုယာဆိုတော့ကျမ်းစာထဲမှာပြောဆိုအမျက်ဒေါသမပြေဘဲနဲ့နေမဝင်စေနဲ့လို့ပြောတာဖြစ်တယ်မိတ်ဆွေကျမတို့ဖယားသားသမီးတွေအတ္တဘလောက်တကိုးပါလဲကျမသိစေခြင်းတယ်အာမင်ကျမတို့အတ္တထဲမှာနေ့တိုင်းမှာတကိုးနဲ့မနဲ့အဲ့ရထပြီးတော့ကျမတို့အသက်ရှင်ဖို့အတွက်ဖယားအလိုတော်ရှိတာဖြစ်တယ်ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာမျက်နှာသာရတော်သူတွေဖြစ်တယ်။ရောက်တဲ့နေရာတိုင်းမှာကျွန်တော်ကကောင်းစားတော်သူတွေဖြစ်တယ်။ကျွန်မအမြဲတမ်းဝန်ခံတယ်။ကိုရောတမီးအပြင်မှာဘယ် boss နဲ့ပဲလုပ်တမီးမျက်နှာသာရကိုရရမယ်။ဟာလေလုယာ။လာခါဆိုလဲတမီးအကောင်းဆုံးရရမယ်။အာမင်။တမီး boss နဲ့သူများတွေက boss ကိုဘလောက်ကြောက်နေပါလဲစေ။တမီးကတော့ boss နဲ့တငယ်ချင်းပေါင်းနိုင်ရမယ်။ဟာလေလုယာ။ဘာကြောင့်လဲဆိုတော့ငါကိုရွေးနှုတ်ပြီးငါကိုချီးမြှောက်တဲ့ဖခင်ဟာလူမဟုတ်ဘူးဖခင်ဖြစ်တယ်ဟာလေလုယာကျွန်မအဲ့လိုဝန်ခံတဲ့အတိုင်းယုံကြည်တဲ့အတိုင်းဖခင်သခင်ကခေါင်းချီးပေးတာဖြစ်တယ်မိတ်ဆွေဒါကိုကျွန်မအသက်တာနဲ့တသက်ခံပြီးပြောတာဖြစ်တယ်ကျွန်မကိုယ်တွေ့ဖြစ်လို့ဖြစ်တယ်ဒီနေ့မိတ်ဆွေရဲ့ဖခင်သားဖြစ်ခြင်းဖခင်သမီးဖြစ်ခြင်းကိုကျွန်မတို့အထင်မသေးပါနဲ့အာမင်မိတ်ဆွေဖြစ်ခြင်းကိုနည်းနည်းနော်နော်လို့မခံစားပါနဲ့မိတ်ဆွေမိတ်ဆွေတွားတဲ့နေရာတိုင်းမှာလူတွေဟာဖယားသခင်ရဲ့ပေါ်ထွန်းခြင်းကိုစာငတ်တောင့်တနေတယ်ဆိုတာခွန်အားပေးခြင်းနဲ့အာမင်ကျွန်မအခုအလုံးလုံးတဲ့ဒီအဖြူတယောက်ဆိုလို့ရှင်ကျွန်မအခုဒီ farmers မှာလောက်တာတစ်နှစ်ပြည့်ပြီဖြစ်တယ်တစ်နှစ်ပြည့်တဲ့အခါမှာကျွန်မရဲ့အလုံးမဝင်ခင်ကျွန်မရဲ့ဆူတောင်းချက်ကပါလဲဆိုလို့ရှင်ကိုရောဒီအလုံးမှာသမီးလုံနေတဲ့ကာလတော်တွင်မှာဖိတ်ကိုရောဟာတကယ်ပဲကဲတင်တဲ့ယုံကြည်သူတွေကိုကောင်းချီးပေးတဲ့ဖခင်ဆိုတာသူတို့မြင်စေပါဟာလေလုယာကျွန်မဆုတောင်းတာဖြစ်တယ်
ဆူတောင်းတဲ့အတိုင်းပဲဖခင်သခင်ကဒီအဖြူတွေကနေပြီးတော့ကျွန်တော်တူသူတို့အခန်းထဲမှာစကားပြောပြီးတော့ lunch တွေစားတဲ့အခါမှာဘာပြောလဲဆိုလို့ရှင်နော်ဂျင်းနေကနော်ငါတို့ဆိုရင်ဒီ internet ကနေပြီး list ဆိုတာရှိတယ်လေ customer တွေကိုဖုန်းရတယ်သူတို့က customer သူတို့ကခေါ်ရတယ်ဆိုတော့ကျွန်မကကျတော့ customer ခေါ်စရာမလိုဘဲနဲ့ဖခင်ကနေတိုင်းပို့ပြီးတော့သူတို့ရဲ့4 လစာ5 လစာလောက်ရတဲ့အလုပ်ကိုကျွန်မ1 လထင်းနဲ့ရတာဖြစ်တယ်ဟာလေလုယာအလုပ်လုပ်တဲ့ခါမှာသူတို့ကဘာပြောလဲဆိုရှင်နေကဘလို့လုပ်လို့လဲနော်ပြောတဲ့ခါမှာကျွန်မအမြဲတမ်းကျွန်မပြောတဲ့အရာကဘာလဲဆိုလို့ရှင် God is with me hallelujah ဖခင်ဟာငါနဲ့အတူရှိတယ်အဲ့လိုပြောတာများလာတဲ့အခါမှာသူတို့ရဲ့အတ္တထဲမှာဘာတက်တဲ့ခံချင်းနေတွေ့လာလဲဆိုလို့ရှင်သူတို့ရဲ့အရင်တော့ကနော် F day S day ဆဲတဲ့လူတွေကနော်ဖခင်เจ้าကိုငါအရင်ဘက်ကသွားတယ်ဆိုတဲ့တည်င်းကြားလာတယ်ဟာလေလုယာငါဖခင်ကျငါလည်းခရိယန်ပဲဆိုပြီးတော့သူတို့စီကနေပြီးတော့ထွက်လာတဲ့စကားတန်တွေကြားရတယ်ဟာလေလုယာဒီနေ့ကျွန်မဘာခွန်အားပေးခြင်းလဲဆိုတော့ကျွန်မတို့ဟာနင်းနော်လူတွေမဟုတ်ဘူးဒါကြောင့်မို့ကျွန်မတို့ဟာထိုဝိညာဉ်တော်နဲ့ငါဘလို့နေရင်ပြေဝရမလဲပဲကျွန်မတို့အာယုံစိုက်ဖို့အရေးကြီးတာဖြစ်တယ်ကျွန်မတို့အာယုံစိုက်ဖို့ဟာလူတွေကငါ့ကိုဘလို့ပြောလဲနော်လူတွေကငါ့ကိုဘလို့မြင်လဲငါဘလို့ကြာရှုံးလဲငါဘလို့မအောင်မြင်သေးဘူးလဲငါဘာမရသေးဘူးလဲငါရဲ့ဘဝပန်းတိုင်ကိုဘာကြောင့်မရောက်သေးတာလဲနော်ဘာဖြစ်လို့ငါကြမှာဒီလိုဒုက္ခတွေကြုံနေသေးတာလဲနော်ဘာဖြစ်လို့သူများတွေကောင်းစားပြီးမှငါမကောင်းစားသေးတာလဲဆိုပြီးကျမတို့ဓာတ်တွေကိုအာယုံထဲမှာပဲပြည့်နေမယ်ခုနလိုခွက်ထဲမှာနောက်နေတဲ့အညစ်အပတ်တွေပြည့်နေတဲ့ရဆိုရင်မိတ်ဆွေဖယားသခင်တွန်းလောက်ခြင်းတဲ့အရာနေရာလုံးဝဆက်မှာမဟုတ်ဘူးဒါကြောင့်ကျမတို့အာယုံပြုတ်ရမယ့်အရာကငါဖယားနဲ့ဘလို့နေရင်ငါဖယားနဲ့ဘလို့နေရင်ပြေဝမလဲဟာလေလုယာငါဘယ်နေရာမှာတွားရင်ဖယားအကြောင်းကိုဘလို့သိနိုင်မလဲအာမင်ငါဘသူနဲ့ပေါင်းရင်ဖယားနဲ့ဘလို့နီးမလဲငါဘယ်နေရာမှာနေရင်ဖယားရဲ့လှုပ်ဝက်ချက်တွေကိုငါသိမလဲဆိုတာကိုကျမတို့အာယုံစိုက်ဖို့ပဲအရေးကြီးတာဖြစ်တယ်ဟာလေလုယာဒါဆိုကျမတို့အာယုံ turn your minds to Jesus hallelujah မိတ်ဆွေကျမတို့အာယုံဆိုင်မဲ့အရာကဖယားနဲ့ဘယ်လိုမျိုးငါနီးစက်ရမလဲဆိုပြီးတော့ယာကုပ်ကဲ့သို့ဖယားကိုဆွဲလန်းပြီးတော့ဖယားကိုလုံးဝမရမချင်းတောင်းခံတော်သူတွေဖြစ်ဖို့ဖယားကောင်းချီးပေးပါစေ hallelujah hallelujah ကျမတို့ရဲ့လူငယ်တွေဆိုရင်လူငယ်ဘဝအတ္တဖယားကိုပေးရအောင် amenမိတ်ဆွေလူငယ်ဘဝကိုဖယားကိုပေးကြလိုက်ဖယားဘယ်လောက်တောင်ပြောမလဲကျမလူငယ်ဘဝတော့လူငယ်လိုပျော်ခဲ့တဲ့အချိန်တကယ်မရှိခဲ့တာမရှိခဲ့တဲ့အတွက်လည်းကျမအယံဝမ်းသာတယ်အာမင်ဖယားရဲ့မျက်မှောက်တော်ထဲမှာပဲနော်ကျမရဲ့ဖခင်ကြီးလည်းငယ်ကလေးကနေပြီးတော့နှုတ်ကပတ်တော်နဲ့ဗိမာန်တော်ထဲမှာပဲတုန်သင်ခဲ့တယ်အဲ့လိုမျိုးဘဝကျမရခဲ့တာအဖေအမေကိုအယံကျေးဇူးတင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျမတို့အသက်တာထဲမှာငါဘလို့နေဖခင်နဲ့နေမလဲဟာလေလုယာပြီးနောက်ဆုံးအနေနဲ့ကျမဘာကိုပြောချင်လဲဆိုလို့ရှင်မိတ်ဆွေရဲ့အသက်တာယုံကြည်သူရဲ့အသက်တာပေးဆက်ခြင်းတစ်ခုချင်းစီတိုင်းဟာအလ္လာဟ်တမဟုတ်ဘူးဖြစ်တယ်ဆိုတာကိုပြောချင်တယ်အခုဆရာဒီခဏတရားဟောတယ်အတင်းတော်ထဲမှာကျမ music တီးတဲ့အရာတီးဆိုတဲ့အရာအမိုက်ကောက်တဲ့အရာကျမအလွန်ဝေးကောက်တဲ့အရာတွေနော်ပေးကမ်းခြင်းတွေစုတောင်းပေးခြင်းတွေဆရာတွေကပြောတယ်ဒါကောင်းကင်ဘန္တာမှာစုထားတယ်ဟုတ်တယ်မလားခဏပြောတယ်ဟုတ်ပြီအဲ့ဒီအရာကိုကျွန်မကောင်းကင်ဘန္တာမှာစုထားတယ်ဆိုပြီးတော့ကျွန်မတို့ကောင်းကင်မှာသုံးပါလားနော်တချို့လူငယ်တွေကျွန်မကိုမေးတတ်တာဖြစ်တယ်ဒီနေ့ကျွန်မခွန်အားပေးခြင်းနဲ့မိတ်ဆွေအဲ့ဒီစုထားတဲ့အရာကိုအနှစ်တစ်ထောင်အုပ်ဆိုးခြင်းကာလမှာကျွန်မတို့ကထိုယေရှုခရစ်တော်ဟာကျွန်မတို့ရဲ့စုဆောင်းထားတဲ့အရာတွေနဲ့ကျွန်မတို့ကိုအုပ်ဆိုးခွင့်ပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီနှစ်တစ်ထောင်အုပ်ဆိုးခြင်းကာလမှာလေကျမတို့ဒီတိုင်းပဲဖခင်เจ้าသွားပြီးကဲတင်ချင်းရပြီးတာနဲ့ပဲကျမတို့ပြီးပြီဖခင်เจ้าသွားလိုက်အင်ပြင်လိုက်နဲ့ပဲနေတဲ့ယုံကြည်သူတွေဘာမှမပေးဆက်မပါဝင်တဲ့ယုံကြည်သူတွေကအဲ့အချိန်မှာကျမတို့ကိုငေးပြီးလက်ခုပ်တီးမှာဖြစ်တယ်ဒါကြောင့်မိတ်ဆွေဖခင်ရဲ့နိုင်ငံတော်အတွက်စ조사ပြီးပါဝင်ရအောင်အာမင်ယုံကြည်သူတွေအတ္တဖြစ်တဲ့အခါမှာမိတ်ဆွေလူတွေအတိမမပြုတ်ရင်လည်းပါဝင်ရအောင်လူတွေကကျမတို့ကိုလုံးဝတတိမထိုင်လဲပါဝင်ရအောင်ဟာလေလုယာဖခင်နိုင်ငံတော်နဲ့စ조사ပြီးတော့ပါဝင်နေငါဖခင်နဲ့ဒီပါဝင်ခြင်းဟာကိုရောကိုချစ်လို့ဖြစ်တယ်အာမင်ငါတခြင်းဆိုခြင်းဟာကိုရောကိုချစ်လို့ဖြစ်တယ်ငါ music တီးခြင်းဟာကိုရောကိုချစ်လို့ဖြစ်တယ်ဟာလေလုယာငါဖခင်ကြောင့်သွားခြင်းဟာကိုရောကိုချစ်လို့ဖြစ်တယ်
မြန်မာစစ်စစ်မှာငါလာထိုင်တာဟာဘာတိုင်နဲ့ထိုင်တာမဟုတ်ဘူးငါကိုရောကိုချစ်လို့ဖြစ်တယ်ဟာလေလုယာအာမင်ကျမတို့အိမ်မှာလဲကျမတို့ live နဲ့ကြည့်လို့ရပါလေဒါပေမဲ့မတူဘူးဖြစ်တယ်ဖခင်เจ้าမှာကျမတို့လာပြီးထိုင်ခြင်းဟာကျမတို့ထိုဖခင်ကိုချစ်တဲ့အကြောင်းကိုသက်သေပြခြင်းဖြစ်တယ်ဟာလေလုယာကျမတို့သမီးကြီးစားတယ်ဆိုရင်ချစ်သူကြီးစားဖြစ်တဲ့အခါမှာဖုန်းနဲ့ပဲပြောချင်လား FaceTime နဲ့ပဲပြောချင်လားဒါမှမဟုတ်သူနဲ့နှစ်ဦးပန်းချင်မှာသွားတွေ့ချင်လားဟုတ်တယ်မလားသမီးကြီးစားတယ်လေဟုတ်တယ်မလားခဏငနဲ့အပွင့်မနေယူပြီးတော့ကဲညနေကျရင်ထမင်းသွားစားရအောင်စားတော့ဆိုင်မှာတူတူတွေ့ချင်တာဟုတ်တယ်မလားချစ်လို့တူတူတွေ့ချင်တာအဲ့ဒီသမီးစားနှစ်ယောက်ကလေတစ်ချိန်လုံး FaceTime နဲ့ Facebook FaceTime နဲ့လို့ Viber FaceTime နဲ့လို့ကြည့်အဲ့ဒီနှစ်ယောက်ကရေရှည်မခံဘူးဖြစ်တယ်တကယ်ရောချစ်လားမသိဘူးဒီတိုင်းပဲကျမတို့ဖခင်เจ้าကလည်းဘာဖြစ်လို့နေရဖခင်เจ้าလာရောက်ဖို့လိုအပ်တယ်လဲဆိုလို့ရှင်ကိုရောကိုတကယ်ချစ်လို့ဖြစ်တယ်ဟာလေလုယာကျမတို့ကိုရောကိုတကယ်ချစ်ပြီးကျမတို့ဖခင်ကိုချစ်ကြောင်းကိုတသက်ပြခြင်းတစ်ခုဖြစ်တယ်အာမင်ဒါကြောင့်မို့ပေပန်းနေပါလေစေအာမင်ငါရဲ့လုံးဝထမင်းမစားရတဲ့ဘိုက်တဲ့အတန်မိပါလေစေဘလောက်အိမ်ငိုင်းနေပါလေစေဟာလေလုယာငါဖခင်ကိုချစ်တယ်ဆိုပြီးတော့လာထိုင်တာနဲ့တင်ကျမတို့ဖခင်သခင်ရဲ့ပြုံးပျော်ခြင်းကိုခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာအိုးငါသားသမီးငါကိုချစ်တာကိုလုံးဝကိုတွေ့ပြတဲ့သားသမီးပါလားဟာလေလုယာဒါကလည်းယုံကြည်သူတွေအတ္တတာထဲမှာလဲဖခင်သခင်ရဲ့တွန်းလောက်ခြင်းလွယ်ကူစွာတွန်းလောက်ခြင်းကိုခံရဖို့နီးစပ်တဲ့အတ္တတာကိုဖြစ်စေတာဖြစ်တယ်ဟာလေလုယာဖခင်ကဒီနောက်ဆုံးသောကာလမှာလူတွေကိုတုံးတယ်ဆိုလို့ရှင်လေအိမ်မှာပဲ live ကြည့်တဲ့သူတွေကိုတုံးမှာမဟုတ်ဘူးဖြစ်တယ်ဖခင်เจ้าမှာသူ့ရဲ့မျက်မှောက်တော်ကိုအပြည့်အဝယူတဲ့သူတွေကိုတုံးသွားမှာဖြစ်တယ်ဖခင်เจ้าနဲ့မှာမျက်မှောက်တော်ကိုဆာငတ်ပြီးအရှိဆုံးမှာထိုင်ငိုပြီးတော့ကိုရောကိုလောချင်နေဆိုပြီးတော့လူတွေကအယူလို့ထင်ပါလေစေဟာလေလုယာကျမအဖေကခဏကျမကိုဗာပြောလဲဆိုငငယ်တော့ဝရှိဦးဆောင်နေဆိုရင်နှခမ်းနီပြတ်မှာကိုလုံးဝနှခမ်းနီပြတ်မှာကိုလုံးဝဘာဖြစ်လဲစိတ်မရှိနဲ့တဲ့နော်ကျွန်မအဖေကဘာပြောဆိုဝရှိဦးဆောင်နေဆိုရင်ညနှခမ်းနေရော့သွားပါစေရွဲ့ပဲ့သွားပါစေနော်ဖေကအတန်နဲ့အတန် flat သွားပါစေနော်မိတ်ကတ်တွေပြတ်သွားလို့နှချီးတွေထွက်ပြီးတော့မိတ်ကတ်တွေမှာမဲပြီးဖြစ်ပါလေစေတဲ့အဖေကနော်အဲ့ဒီအရာနဲ့ချီးမွမ်းပလိုက်အဲ့အချိန်မှာဖခင်ရဲ့တန်ရှင်ဆုံးသောဌာနတွေကိုမြင်ရမယ့်အချိန်ဖြစ်တယ်တဲ့ကျွန်မဖေအမြဲတမ်းပြောတာဖြစ်တယ်ဟာလေလုယာကျွန်မဒါကြောင့်မို့ဖခင်သခင်ကိုရှာတဲ့အခါမှာလေဘယ်များချင်းနေထားခဲ့ဖို့လိုအပ်တယ်အာမင်ကျွန်မတို့တတ်တာထဲမှာဟာဒီအရာငါကိုလူတွေကဘလို့မြင်မလဲဆိုရကိုထားခဲ့ဖို့လိုအပ်တာဖြစ်တယ်ငါအရှိဆုံးကိုပြေးပြီးတော့လူတွေကငါကိုအယူလို့ထင်ပါလေစေဒီလူကတချင်းဆိုတာရုပ်ဆိုးလိုက်တာလို့ပြောပါလေစေအာမင်ဖခင်ကိုငါလုံးဝဖယံမယ်ဒိုဝိနော်ရဲ့တွန်းလောင်းခြင်းကိုငါဆာငတ်တယ်ဆိုပြီးစက္ကအနံ့တော်သူတွေဖြစ်ဖို့ဖခင်ကတာရွေကောင်းချီးပေးပါစေဟာလေလုယာကျွန်မအားလုံးမတည့်ရကြရအောင်မတည့်ရပြီးတော့ကျွန်မဒီလောက်ပဲတရားဟောမှာဖြစ်ပဲဒီနေ့တရားဟောတဲ့အဓိက point ကဖခင်သခင်နဲ့ငါဘလို့နီးဆက်ရမလဲဆိုတာကိုအာယုံစိုက်တော်သူတွေဖြစ်ဖို့အတ္တတာကိုစက္ကအနံ့ရအောင် worship team တွေခဏလောက်လာခဲ့ပေးပါခဏလောက်မျက်စိမိတ်ကြရအောင်ဘုရားသခင်ကိုအာယုံပြီးကိုရောကျွန်တော်ကျမရဲ့အာယုံထဲမှာကိုရောကိုပဲအာယုံစိုက်တဲ့အတ္တတာဖြစ်ခြင်းလေလို့စက္ကအနံ့ရအောင်ကိုရောအကြောင်းကိုပဲစဉ်းစားတဲ့သူဖြစ်စေပါကျွန်တော်ရဲ့အောင်မြင်ခြင်းတွေကိုစဉ်းစားတဲ့သူမဖြစ်ခြင်းဘူးကျွန်တော်ရဲ့ဆုံးရှုံးခြင်းတွေကိုစဉ်းစားတဲ့သူမဖြစ်ခြင်းဘူးကျွန်တော်ရဲ့တတ်နိုင်ခြင်းကျွန်တော်ရဲ့တတ်ခြင်းတွေကိုစဉ်းစားတဲ့သူမဖြစ်ခြင်းဘူးကျွန်တော်ရဲ့နာကြီးခြင်းတွေကျွန်တော်အတ္တတာထဲမှာခံစားရတဲ့အရာအတိတ်ကနာကြည့်ခြင်းတွေကိုစဉ်းစားပြီးတော့ခံစားနေတဲ့သူမဖြစ်ခြင်းဘူးကိုရောကိုပဲဆွဲလန်းတဲ့အတ္တတာဖြစ်စေပါလို့ကျွန်တော်စက္ကအနံ့ရအောင်ခဏလောက်လက်များမြောက်ပေးမိကိုရောကိုပဲချစ်ခြင်းနဲ့ကိုရောကိုပဲချစ်ခြင်းနဲ့ကိုရောနဲ့ပဲချစ်ခြင်းနဲ့ကိုရောနဲ့ပဲချစ်ဝင်ခြင်းနဲ့ဆိုပြီးထို့ဖခင်ကိုပဲလိုချင်ရအောင်ဟာလေလုယာအိုရာမရှိခါရာပါရာပါစေကျွန်ုပ်ရှာနေတာဟာမျက်နှာตาမဟုတ်ဘူးကိုရောကျွန်ုပ်ရှာနေတာဟာကောင်းကြီးမဟုတ်ဘူးကိုရောကျွန်ုပ်ရှာနေတာဟာဒီလောကအရာမဟုတ်ဘူးကိုရောပါလို့ပြောရအောင်ကိုရောပါလို့ပြောရအောင်ကိုရောနဲ့ပြေဝခြင်းနဲ့လို့ပြောရအောင်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝခြင်းနဲ့လို့ပြောရအောင်ဟာလေလုယာအိုရာမရှိရီယာနာမစေကနေအိုဖြေတော်မူပါဖာအိုဖြေတော်မူပါဖာအို
ကိုရောနဲ့ပဲပြေဝခြင်းကိုရောကျွန်တော်တို့စဉ်းစားသမျှရာအလုံးကိုရောပဲဖြစ်စေပါအိုးကျွန်တော်တို့ရဲ့စာတီတွေကိုဖယ်ရှားတော်မူရဲ့ကိုရောရဲ့ဘောင်းနဲ့ဖြည့်တော်မူပါကိုရောရဲ့ဝိညာဉ်တကိုယ်နဲ့ဖြည့်တော်မူပါတချစ်တွေကိုဆိုရကျမတို့နှလုံးသားတွေကတချစ်တွေနဲ့ထိုဘုရားကိုကိုးကွယ်ရကျွန်တော်ချစ်တဲ့သူဟာကိုရောပဲဖြစ်စေပါအိုးကျွန်တော်နှလုံးသားရင်ကုန်တဲ့ကိုရောကိုပေးပါ၏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 ကျွန်တော်နှလုံးသားကိုရောကိုပေးပါ၏ကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားဆိုရအောင်ကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားကိုရောကိုပေးပါ၏ကျွန်တော်နှလုံးသားတို့ပြေကိုဆက်လက်ပြီးကိုးကွယ်ရကျွန်တော်နှလုံးသားရင်ခုန်တာကျွန်တော်နှလုံးသားရင်ခုန်တာကိုရောပဲဖြစ်စေပါကိုရောနဲ့ဒီစေပါဝိညာဉ်တော်ရောနဲ့ဒီစေပါဟီယာလ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 ေလ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 ာလ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 ေလ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 ေကိုရောလူတွေဘလောက်ပဲလမ်းကနေပါလေစေလူတွေဘလောက်ပဲကိုရောကိုဆုံးခွာသွားပါလေစေအိုးဟာလေလုယာကျွန်တော်ကိုရောစီမပဲနေဖို့ဆက်ကပ်ပါကျွန်တော်ကိုရောနေပဲနေဖို့ဆက်ကပ်ပါကျွန်တော်ကိုရောအနာမပဲနေဖို့ဆက်ကပ်ပါကိုရောနာမနေဖို့ဆက်ကပ်ပါဘုရားရဲ့ရမရှိတယ်တို့ဘုရားရဲ့မရှိတယ်မဲဆွေဟောကျွန်မနှလုံးသားတွေကစီထွက်တဲ့စကားတွေကိုပြောရချစ်တဲ့ကြောင်းတွေကိုပြောရချစ်တဲ့ကြောင်းတွေကိုပြောရချစ်တဲ့ကြောင်းတွေကိုပြောရဟိမနာနာစေဟောန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 ာ You are my son no more conoroso Lord I give you my heart You're the lover of my soul
ရှိရရာဘာဘာဘာရာမိတ်ဆွေကျွန်တော်အခုကိုးကွယ်နေတယ်လို့ပဲကောင်းကင်မှာကျွန်တော်ထာဝရကိုးကွယ်နေရမှာဖြစ်တယ်အခုလိုကိုးကွယ်နေတဲ့ချိန်မှာတော့မိတ်ဆွေပင်ပန်းနေတယ်ဆိုရင်ကောင်းကင်မှာဘလို့ကိုးကွယ်နိုင်မှာလဲမိတ်ဆွေအိုးကောင်းကင်တမန်နေတော့မှကျွန်တော်ကိုအင်မတန်မှအားကြနေရတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ထိုယေရှုရဲ့သွေးတော်ကိုကျွန်တော်တို့တတ်တယ်မှာပိုင်ဆိုင်ရရှိထားလို့ဖြစ်တယ်ဟောကောင်းကင်တမန်များအားကြရတဲ့အသက်တာကောင်းကင်တမန်များအားကြရတဲ့အသက်တာကောင်းကင်တမန်များအားကြရတဲ့သက်တာကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ကျွန်တော်တို့ပိုင်ဆိုင်ထားတယ်ဟောယေရှုရဲ့သွေးတော်နဲ့ထပ်တူယေရှုရဲ့သွေးတော်နဲ့ထပ်တူChai tambo tata, ora masotoromo, hey shake, oh de shake, hey, ora say de. Tama peko chine alo shigo la kheba, alo shigo la yao. Oh, tama ye winyin ne ma khansa yare ne ne, winyin no ha tayaw chin si nai paw ma, tu ye bong no ko ton law chin na phit ne, tama shit ko twa yaw, shit ko la yaw, phaya ye myat mauk taw de ko twa yaw, set let pi ko kwai yaw, tama a chain ko ma chi ba ne, lu de ko ma chi ba ne, phaya ko lo saka pyaw ba, phaya ko lo saka pyaw ba, lo saka pyaw yaw. Oh hallelujah, 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 Ramakaramashin. Hallelujah, 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 hallelujah. Miswe, tama winyin ne ma. Phaya takhin saka pyo de ya takku ba le swin. Di ni jano jama ro aya paya ka khong mo phya khin khong a pe de. Jamo sa la ta chin ne piyin ka khong ne kha ma. Miswe, ja shong ne lo khan sa de atwe khaw de. မိတ်ဆွေအတိတ်ကခံစားခဲ့တဲ့အရာတွေမအောင်မြင်သေးတဲ့အရာတွေဆူတောင်းတာမရသေးတဲ့အရာတွေကိုကခုံရင်ခြေထောက်နဲ့နင်းရအောင်ဟာလေလုယာဒီနေ့ဘုရားသခင်ကပြောတယ်ခြေထောက်နဲ့နင်းပါလို့ပြောတာဖြစ်တယ်မိတ်ဆွေအတွေးကိုနောက်ရှင်းနေတဲ့အရာကိုကခုံပြီးခြေထောက်နဲ့နင်းချိလိုက်ပါလို့ဘုရားပြောတာဖြစ်တယ်မိတ်ဆွေခုစားလက်မချင်းနဲ့ကျွန်တော်ကခုံတဲ့အခါမှာမိတ်ဆွေရဲ့ခြေထောက်ရဲ့အောက်မှာထိုအတွေးခေါ်တဲ့မအောင်မြင်ခြင်းနဲ့ကျွန်တော်တို့ကိုစိတ်တကြစေတဲ့ရာညှိတွားစေတဲ့ရာခြေထောက်နဲ့နင်းချိရအောင်နည်းနည်းဝိညာဉ်တော်ကလှူရှားနေတာဖြစ်တယ်ဟာလေလုယာအာရပတ်ကျွန်တော်ဆက်လက်ပြီးကိုယ်ကိုယ်အောင်ဟဲ့ရှက်ရှက်ရှက်ဟဲ့ရှက်ဟဲ့ဟဲ့ဟဲ့ရှက်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 ဟဲ့ဟဲ့ဟဲ့ရှက်ဟဲ့ဟဲ့ရှက်ဟဲ့ဝတ်ဟဲ့ရှက်ဟောဟဲ့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 ရှက်ဟဲ့ရှက်ရှက်ဟဲ့ဟဲ့ဟောရှက်ဟဲ့ဟောဟဲ့ဟဲ့ရှက်နေချေရောက်နေချေရောက်နေချေရောက်ဟဲ့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 အောင်မြင်တော်သူကတော့ခါခုံရောက်အောင်မြင်တော်သူရဲ့ကတော့ခါခုံရောက်ဟဲ့ဟဲ့ရှက်ဟောရှက်
ချကြပါ၏ဟေးဟေးတည်ဆိုရဲကိုယေရှုနာမနဲ့နေချကြပါ၏ဟုတ်ဟုတ်ဟေးဟေးဆိုင်ကိုဟေးဆိုင်ကိုခါဆိုင်ကျွန်တော်ရဲ့မိသားစုကျွန်တော်တို့ရဲ့မိသားစုတွေကိုနောက်ဆက်နေတဲ့ယေရှုနာမနဲ့နေချကြပါ၏ဟေး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 ဆိုဟိုဟေးဟေးဟာsay oh my shay okay hey hey shay hey oh ramaso come back home can not shay kai my ho say hey ho sai kai by can say hey ho sai ha shay ho ha she come ho say oh hey hallelujah hashama baba ramase oh hallelujah oh ramashama baba baba hallelujah 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 oh ramase ke 没事အောင်မြင်တော်သူကဲတော့ကျွန်တော်ရှိရအောင်အောင်မြင်တော်သူရဲ့ကျွန်တော်ရှိပြောကြရအောင်oh oh 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 hallelujah ora masiriane robo hallelujah လက်မြောက်မြောက်ဖွင့်လဲကောင်းကင်ကိုမော်ချီအောင်မိတ်ဆွေတို့ဖရာသခင်ဟာအင်မတန်မှာအိုးအင်မတန်မှာအတန်ရှင်နေဖရာအင်မတန်မှာအာမင်အင်မတန်မှာပုံချီတဲ့ဖရာအင်မတန်မှာတကူချီတဲ့ဖရာကျမတို့ကိုအလောက်လောက်ချေရတာမိတ်ဆွေအလောက်တောင်မကောင်းတဲ့ဖရာမိတ်ဆွေဘယ်သူရှိအောင်ပါလဲအလောက်တောင်ချစ်ဖို့ကောင်းတဲ့ဖရာဘယ်သူရှိအောင်ပါလဲမိတ်ဆွေအလောက်တောင်မကောင်းလိုက်တဲ့မိတ်ဆွေဘယ်သူရှိအောင်ပါလဲအလောက်တောင်ကောင်းမြတ်တဲ့ကောင်းကင်ဖခင်ဘယ်သူရှိအောင်ပါလဲမိတ်ဆွေလောကမှာဘယ်သူရှိအောင်ပါလဲဒီစကြဝဠာတစ်ခုလုံးမှာသူ့လောက်ကောင်းတဲ့သူဘယ်သူရှိအောင်ပါလဲမိတ်ဆွေစဉ်းစားကြည့်ပါဘယ်သူရှိအောင်ပါလဲဒီလောက်ကောင်းတဲ့ဖရာဒီလောက်ကောင်းတဲ့ဖရာဒီလောက်တန်ရှင်းပြီးပုံကြီးမြတ်တဲ့ဖရာကျွန်တော်ကျမတို့ကိုနာမည်နဲ့တကွာခေါ်တယ်ကျွန်တော်ကျမတို့ကိုနာမည်နဲ့တကွာတည်တယ်မိတ်ဆွေဘလောက်ကောင်းလိုက်တယ်လဲမိတ်ဆွေဘလောက်ကောင်းလိုက်တယ်လဲမိတ်ဆွေHallelujah. Holy, holy, you are holy, you are holy. Tashendu, tashendu, tashendu. Tashendu, 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 koropya, tashendu, 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 koropya. Mấy suy tu bao lâu đầu tay xin lên rồi cao cái tầm này à tu có cố quay đấy khám à cao cái tầm này à tu bây giờ tay xin chỉ có mà khả năng lâu tu rồi tao nem nhân nào đấy có làm phong quay làm gì đấy ta mẹ lâu tay xin này bây giờ thì khi tôi chấm tay xin giống thằng nào thì mà miếng quay à đấy mấy suy
သူဘလောက်တော့ကျမတို့ကိုတန်ဖိုးထားတယ်လေမိတ်ဆွေဘလောက်တော့သူကျွန်တော်တို့ကိုချစ်တယ်လေမိတ်ဆွေ Oh hallelujah robo soria ra pa 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 Korea ra ba soria ndara ba kiria tobo sora pa Kora ba siria robo soria ndara pa Kira bondo gosto kanda basike Kora ma sika robo soria Apa Koro chang no to know boa Koro chang bo to know that yaku chinti Chemya sonaya Apa Koro chang no to know boa Koro chang bo to know that yaku chinti Chima apa koro chang no Apa koro chang no to know boa koro chang bo to know at the time chimya sonaya apa koro chang no to know boa koro chang bo to know at the time Shimango kwe koro chano koro changwa The common dread pon samyone dreadne The common dread tan only le chargene Kama miyare yuba yomya ya chlo ho sangaya the kamam dwe ponsa myo ne dwe chne the kamam jare tanoli le cha chne the kamam miyare yuba yomya ya chlo na the khau so ya the kamam dwe ponsa myo ne the kamam dwe ponsa myo ne dwe chne Jajine kuro the kama miyare yuba yomya ya pyo yang to phia ko pyo yang kama twi de ponsa myo ne the kama twi de ponsa myo ne twi chine the kama ja de tan no li le ja chine the kama miyare yuba yomya ya pyo yang kama twi de ponsa myo ne the kama twi de ponsa myo ne twi chine the kama miyare The kama miyare yuba yomya ya chlo Oh the kama twi de ponsa myo ne The kama twi de ponsa myo ne twi chine The kama ja de tan only le ja chine The kama miyare yuba yomya ya chlo Oh kama twi de The kama twi de ponsa myo ne Oh yes Lord Kama miyare yuba yomya ya chilo Kura chino adwe kama Dwe kama no kuro Dwe kama no kuro Oh we you know Kuro ne dwe shi chin Kuro ne watching a nature when you turn it you when you talk go on teaching go on it watching a nature when you turn it teach when you talk go on teaching When you turn it, when you know, when you talk, go on, check, go on, if you watch it. When you turn it,
ခါမှတွေ့တဲ့ပုံစံမျိုးနဲ့တခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှကြားတဲ့အတန်တော်လေးလေးကြားချင်တယ်တခါမှမရတဲ့ဟူပါရုံများရချင်လို့တခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှကြားတဲ့အတန်တော်လေးလေးကြားချင်တယ်တခါမှမရတဲ့ဟူပါရုံများရချင်လို့ကိုရကျွန်တော်အားတွေ့ခမများကိုပို့ဆောင်မှာပါမချဘူးသေးတဲ့တန်ကိုရစီကလာတဲ့တန်တွေကိုချစေမှာရင်ကတွေ့တဲ့ပုံစံမျိုးမဟုတ်ဘူးရင်ကလို့မဟုတ်ဘူးနော်ကိုရအသက်တော်နေရအသက်တော်နေရအသက်တော်နေရတဲ့မှာကိုရနဲ့တူတူတွေ့ချင်တယ်မရဘူးသေးတဲ့ဝိညာဉ်ရနဲ့ဘယ်ထဲမှာပို့ဆောင်မချဘူးသေးတဲ့တန်တွေကိုချစေပါမရဘူးသေးတဲ့နေရာကိုပို့ဆောင်မှာအရှင်ကလို့မဟုတ်ဘူးနော်ကိုရအရှင်ကပိတ်သိချင်းမျိုးမဟုတ်ဘူးအရှင်ကပိတ်သိချင်းမျိုးမဟုတ်ဘူးကိုရအရှင်ကမျိုးမဟုတ်ဘူးအတ္တတော်ရမြအတ္တတော်ရမြကိုရချင်နေဟိုယေရမဆောနောဟီရမစီရီယာနောမဆိုရီယာနာဟီရမဆောမိတ်ဆွေဘသူတွေဖခင်ကိုကြောခိုင်းနေပါလိမ့်စေဘသူတွေလောကနောက်ကိုလိုက်သွားပြီးဖခင်ကိုဆွန့်ပစ်ထားခဲ့နေပါလိမ့်စေကျွန်တော်တို့ထိုဖခင်ကိုပဲဖယံရထိုဖခင်ကိုပဲဆွဲလိုက်ရအဆုံးတိုင်အောင်တည်ကြည်ရအောင်ထိုဘုရားသခင်ရှာနေတော်သူဟာအဆုံးတိုင်းတည်ကြည်တော်သူတွေဖြစ်တယ်ထိုဘုရားကိုပဲလို့ချင်ရကျမတို့အာယုံဆိုင်မဲ့အရာဟာထိုဘုရားပဲဖြစ်ဖို့လိုတာဖြစ်တယ်ကျမတို့ရဲ့ယူသွတ်ခြင်းဟာထိုဘုရားပဲဖြစ်ဖို့လိုတာဖြစ်တယ်လူတွေကဘလောက်ပဲအယူလို့ပြောနေပါစေလူတွေကဘလောက်ပဲအားလို့ပြောနေပါလိမ့်စေထိုဘုရားနဲ့နီးရမယ်ဆိုရင်တန်တာဖြစ်တယ်မိတ်ဆွေထိုဘုရားရဲ့အနာမရှိရမယ်ဆိုရင်တန်တာဖြစ်တယ်မိတ်ဆွေသူနဲ့ကနေရမယ်ဆိုရင်
သူနဲ့သာနီးရမယ်ဆိုရင်သူရဲ့အတန်သာကြားရမယ်ဆိုရင်သူစီရလာတဲ့အတန်လေးသာကြားရမယ်ဆိုရင်ဘယ်မှာပဲနေရငါဖယားနဲ့တွားမယ်လို့ကျွန်တော်တို့စက်ကပ်ဖို့ဘုရားတကယ်လို့ချင်တာဖြစ်တယ် Thank you, Jesus. Thank you, Holy Spirit. Thank you, Father God. Thank you, Abba, Father. Father God, Father. Our Abba, Father. Good Father. Father God. Daddy God, thank you so much. Thank you so much. ကိုရောယေရှုတင်တဲ့အဖကိုရောသားသမီးတွေဖြစ်ခွင့်ရတဲ့အတွက်ယေရှုတင်တယ်တကောပါတော်သူတွေဖြစ်ခွင့်ရတဲ့အတွက်ယေရှုတင်တယ်တကောတလောကလုံးရဲ့အားကြရတော်သူတွေဖြစ်သောကြောင့်ယေရှုတင်တယ်ကောင်းကင်တမန်တွေအားကြရတော်သူတွေဖြစ်သောကြောင့်ယေရှုတင်တယ်ကိုရောဒီနေ့နှုတ်ကပတော်ထဲမှာရှိတဲ့အတိုင်းပဲကျွန်တော်ကျမတို့ရဲ့အာယုံဆက်ရမယ့်အရာဟာကိုရောနဲ့ပြေဝခြင်းပဲဖြစ်စေပါကျွန်တော်ကျမတို့ရဲ့အာယုံဆက်ရမယ့်အရာဟာကိုရောနဲ့နီးခြင်းပဲဖြစ်စေပါဖာအာယုံကိုကိုရောစီထမ်းမှာမနေ့ကနေပြီးညအထိကိုရောနဲ့နီးစေပါမကြောင်ဆုတောင်းတယ်ဝိညာဉ်ဖျက်ဆက်လက်ပြီးတယောက်ချင်းစီတိုင်းကိုဦးဆောင်လမ်းပြပါမိကြောင်ဂျေဇုတော်အပေါင်းကိုချီးမွမ်းခဲ့တဲ့မရှိယေရှုနာမကိုပြုဆုတောင်းလဲဂျေဇုတော်ချီးမွမ်းကြပါတဲ့ဖာဖျားသခင်အာမင်အရောက်တိုင်းဖျားကောင်းကြည့်ပေးပါစေအာမင်